ကျွန်တော်တို့နောက်ကလိုက်ပြီးသူတို့ကပြေးတာအဲ့မှာတော့ကိုဟောဖြစ်တယ်လုံးဖက်သားဖြစ်ပြီးပြေးကြတာပါသူတို့တွေအသက်လူပြီးပြေးကြတာဟောတွဲတဲ့လူကတွဲပြီးပြေးတာမြင်တယ်ကျွန်တော်တို့ကအမြင့်ဘောဆိုပေမဲ့လို့ဟိုဒီတိုင်းဟိုပြစ်နေရတာဆိုတော့မှန်တာလည်းရှိတာပါမှန်တဲ့ဟာလည်းအဲ့နာကကားနာမှာပဲဖေခောက်ပြီးတော့တေးနေကုန်တာရှိရလေဟာဒါနမောက်တာတွေကွာနမောက်တာတွေပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့နော် UEC အဖွဲ့ဝင်ရဲ့ရင်နှန်းကိုတိုက်ခိုက်နိုင်ခဲ့တာကိုတွေ့ရပါတယ်ဆိုတော့ဒီတိုက်ခိုက်မှုကိုဘောင်တင်တို့ဘာကြောင့်လုပ်နိုင်ခဲ့တာလဲပေါ့နော်အဓိကတော့ကြိုပြီးတော့မှသတင်းရလို့ဒီ mission ကိုလုပ်နိုင်ခဲ့တာလားဘယ်လောက်ထိဘယ်လိုတွေပြင်ဆင်ခဲ့ရလဲဥပမာအဖြစ်စစ်ရေးလျို့ဝှက်ချက်မဟုတ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့နှစ်ချက်ကိုကျွန်တော်သိချင်ပါတယ်ဟုတ်အတိကျဟိုရတယ်ဗျဟုတ်ကျွန်တော်တို့အဲ့ဒီက UEC ဖွဲ့မလာခင်ကိုကျွန်တော်တို့တွေတိုက်လို့ရတဲ့အကန့်တွေရှိတယ်စစ်ကား3စီးလောက်လည်းရှိတယ်ပြီးတော့ရဲကားလေးတွေလည်းသွားကြတယ်ကျွန်တော်တို့အဲ့ဒါတွေတွတ်ပေးလိုက်ပြီးတော့ဒီရေချက်ရှိနေကိုဒီကျွန်တော်တို့တိုက်ခိုက်တာကြာဟုတ်သူတို့ဒီရင်တန်းကိုကျွန်တော်တို့စောင့်တိုက်တာကျွန်တော်တို့ကအခု6ရက်တော့ကြာသွားတာပေါ့လေဒီ mission တော့ကျွန်တော်တို့ပြောရတာဒီဆွဲချိန်ရတော့ကြိုတင်တဲ့သတင်းရရှိပါတယ်ကြိုတင်သတင်းရရှိတယ်နေပြည်တော်ကစထွက်ကနေကျွန်တော်တို့တွေကြိုတင်ရရှိတဲ့သတင်းဖြစ်ပါတယ်ဟုတ်သူတို့ဖြစ်ရတဲ့သတင်းပေါ့အခုလည်းသူတို့နေပြည်တော်မှာတော့ပြည်ထနာတော့တော်တော်ကြီးနေပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအတွင်းလူကတော့ပါတယ်ပြောရမှာပေါ့ပါတယ်ပြောမှာဆိုတာအဲ့ဒီလူလည်းထိခိုက်မှစိုးရင်ရပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟာကိုပြောလိုက်လို့ရှိရင်သူလည်းတစ်ဖက်မှာစိုးရင်ရပါဒါပေမဲ့သူတို့ဘက်ကအကောင်ကြီးတဲ့လူကသတင်းပေးတာဆိုတော့လည်းတိတ်ပြီးတော့ဒုက္ခမရောက်တော့ဖြစ်လာတယ်ဆိုတော့ရင်နှန်းရောက်လာတဲ့အခြေအနေလေးပြောပြပါလားကျွန်တော်ကတော့ပြူကုန်းမှာရှိတယ်ဗျပြူကုန်းထိပ်မှာရှိတယ်ကျွန်တော်ရဲဘော်တွေကတော့တောင်ရဲ့တစ်ဖက်တစ်ချက်မှာရှိတယ်တောင်ကအလဲကနေဖြတ်ဖောက်ပြီးတော့တာဝါတိုင်းကုန်းလို့ပြောရမှာပေါ့တာဝါတိုင်းကုန်းရဲ့အလဲတဲ့မှာဘေးပက်လေမှာပေါ့ဘေးပက်လေကဘေးညာဘက်ရှမ်းမှာကြောက်ကြီးပြီးတော့ကျွန်တော်တို့ချွေပန်းဘက်ကလာလို့ရှိရင်ညာဘက်ကမှာပေါ့ကြောက်ကြီးတောင်အနောက်ဘက်တောင်မှာတောင်ကွေးမှာသူကတောင်စစ်ကွေးပေါ့တောင်စစ်ကွေးမှာတာဝါတိုင်းရှိတယ်အဲ့ဒီဘေးနားမှာတောင်မှုရှိတယ်အဲ့ဒီတာဝါတိုင်းရဲ့ရှိဘက်မှာလည်းတောင်မှုရှိတယ်ကျွန်တော်ကတောင်ကူးလူပေါ်မှာနေတယ်အဲ့ဒီတောင်မထိပ်မှာလည်းကျွန်တော်ရဲဘော်တွေကျွန်တော်တက်တီချထားတယ်ညဘက်ရှမ်းမှာလည်းတက်တီချထားတယ်သတိကံပုံစံပေါ့သတိကံရဲ့1 byte ထဲကိုဝင်တာပြန်သူကအဲ့1 byte ထဲမှာမသွားလို့မရဘူးအဲ့လိုနဲ့ဖောက်တာဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကအလဲပွဲကနေစပစ်တယ်ပြီးတော့နောက်ဆုံးပွဲဝိုင်းပြီးလက်နဲ့တိတ်တယ်ပေါ့ကျွန်တော်ကအပေါ်ကကွန်မန်ဒါကျွန်တော်လက်နဲ့ထောက်ပြီးတော့အဲ့လိုမျိုးကြက်ကတာကိုဒီအဲ့လိုမျိုးပရိနေနဲ့ကျွန်တော်ဝိုင်းပစ်တယ်အဲ့ဒီအချိန်မှာတိုက်ပွဲစဖြစ်ပြီးတော့ကားတစ်စီးကတော့လုံးဝရုပ်ကျိုးပြကြောက်ထဲကိုချသွားပြီပေါ့အဲ့ဒီကောင်တော့ကျွန်တော်လိုက်ပြီးတော့လက်နဲ့မကောက်နိုင်တော့ဘာကြောင့်ဆိုတော့ကြောက်ကြီးကလက်တက်ခါကျတော့ကျွန်တော်တို့တွေလိုက်ကောက်ရင်အချိန်မရနိုင်ဘူးလေကျွန်တော်ရဲ့တက်ကကျွန်တော်တဲချိန်ကမိနစ်20ပဲမိနစ်20တိုက်ချိန်ပါမိနစ်20တိုက်ချိန်ကိုအခုအပြီးတိုက်ရတာဘေးယူရတာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့တွေဖြစ်ချင်တော့ဟိုကားမှောက်သွားတာပေါ့မှောက်သွားပြီမသေးကြဘူးသူတို့ကလေမသေးကြတဲ့ခါကျတော့အထက်မှာပိတ်မိနေတဲ့ကောင်စစ်သားရဲသားတွေလည်းရှိတာပေါ့ရဲသားအဓိကအများတော့ရဲသားတွေများပါတယ်ကျွန်တော်တို့အဲ့ဒီမှာရှင်းလင်းခဲ့ရတာလေစစ်ကားကတော့အဲ့ဒီကြောက်ထဲကိုလုံးဝပြုတ်ကျသွားတာအဲ့ဒီကောင်တော့ကျွန်တော်တို့မရလိုက်အပေါ်ကမသေးဘဲနဲ့ထွက်လာတဲ့စစ်သားရဲသားထွက်ပြေးလို့မြောက်တဲ့စစ်သားရဲသားလည်းသူတို့ဟောပေါ့ကျွန်တော်ထင်တော့နှစ်ဖာလုံးလောက်ကြောင်ပြေးသွားကြတာသူတို့ကကျွန်တော်တို့နောက်ကလိုက်ပြီးသူတို့ကပြေးတာအဲ့မှာတော့ကိုဟောဖြစ်တယ်လုံးဖက်သားဖြစ်ပြီးပြေးကြတာပါသူတို့တွေအသက်လူပြီးပြေးကြတာဟောတွဲတဲ့လူကတွဲပြီးပြေးတာမြင်တယ်ကျွန်တော်တို့ကအမြင့်ဘောဆိုပေမဲ့လို့ဟိုဒီတိုင်းဟိုပြစ်နေရတာဆိုတော့မှန်တာလည်းရှိတာပါမှန်တဲ့ဟာလည်းအဲ့နာကကားနာမှာပဲဖေခောက်ပြီးတော့တေးနေကုန်တာရှိရလေအဲ့မှာရဲမေလို့ယူဆရတဲ့ရဲယူနီဖောင်းဝတ်ထားတဲ့အမျိုးသမီးကြောက်လေအဲ့ညမှာလည်းဝယ်ချင်ပြီးတေးဆုံးနေတာတွေ့တယ်ပေါ့ကျွန်တော်တို့ပြောနိုင်တာကတော့ကျွန်တော်တို့မျက်မြင်ကတော့6ယောက်တော့တေးကြတယ်လို့ရှိတယ်ကားထဲမှာပိတ်မိနေရတော့ဘယ်နှစ်ယောက်ဆိုတော့ကျွန်တော်တို့မသိရဘူးပေါ့ကားဘေးနားမှာလည်း2ယောက်လောက်ရှင်းလင်းခဲ့ရတာပေါ့ဟုတ်ကဲ့ဗျဟုတ်6ယောက်တိကျလောက်ရှင်းလိုက်တယ်ဟုတ်စုစုပေါင်းကားဘယ်နှစီးလာတယ်ဘောင်နေတို့တိုက်ခိုက်လိုက်တဲ့ခါကျတော့ဘယ်နှစီးလွတ်သွားလဲဘယ်နှစီးကဒီလိုမျိုးဒီတိုက်ခိုက်ခံလိုက်ရလဲโอเคကျွန်တော်တို့ကား2စီးရဲ့ပစ္စည်းကိုကျွန်တော်တို့အကုန်လုံးတော့မရဘူးပေါ့လေကား2စီးရဲ့ပစ္စည်းရောတချို့တွေရတယ်တချို့ပစ္စည်းတွေရတယ်ပေါ့ကား1စီးကကျတော့ကြောက်ဖြုတ်လုံးဝပြကြပါတယ်2စီးကကျတော့လမ်းမောက်မှောက်သွားတာတစ်စီးကကျတော့ဟိုတစ်ပြုံတိုက်ပြီးတော့ရက်သွားတာပေါ့နောက်တစ်စီးကကျတော့အိုက်ကောင်မှီပြီးတော့ဟိုတောင်လာကြီးလမ်းနေတာပေါ့နောက်ထပ်တစ်စီးကကျတော့ကျွန်တော်တို့အိုက်ကဟိုနောက်မှာကြံနေတာပေါ့သူကကျတော့မမောက်ဘူးနောက်မှာကျွန်တော်တို့ရဲဘော်တွေကိုဝိုင်းပြစ်နေတာပေါ့ပြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီမိုင်းခွင်းလဲကာထားတယ်ဒီကြားထဲမှာအဲ့နောက်မှာကြံခဲ့တဲ့ကားကိုမမြင်ရဘူးအဲ့နောက်မှာကွယ်တော့တောင်းနဲ့ကွယ်နေတဲ့အချိန်မှာကျွန်တော်ပြူအောင်ကကျတော့မြင်ရတယ်အချိန်မှာကျွန်တော်တို့အမှဝိုင်းပြတဲ့ခါကျတော့အိုက်က
အတင်းပြေးသွားတာရွှေဘက်ကိုပြန်ပြီးတော့ကျွန်တော်တို့လိုက်ပြတယ်လိုက်ပြပြီးတော့ပြေးသွားအတင်းပြေးသွားတော့အခါကျတော့မရတော့ဘူးအဲ့ကားတစ်စီးတော့လွတ်သွားတယ်ပေါ့အမှန်တော့3စီးပေါ့လေနှစ်စီးကကျတော့ကျွန်တော်တို့အဲ့ဟိုလမ်းမပေါ်မှာပေါ့တင်နေတယ်ပေါ့တစ်စီးကကျတော့6ထဲကိုထိုးကြပြီးတော့ပြုတ်ကျသွားတယ်ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ဒါဆိုရင်နန်းကစုစုပေါင်းကား၄စီး 4စီးခင်ဗျ4စီး ၄စီးနော်ဟုတ်ကဲ့ လမ်းမေးမှာ2စီးကြောက်ထဲက1စီးနောက်မှာထပ်ပြေးသွားတဲ့ကား1စီးဗျဟုတ် တစ်စီးကတော့လွတ်သွားတာပေါ့နော်โอเคဟုတ်ကဲ့ ဟုတ်ကဲ့ ဒါဆိုရင်ဒီရင်နန်းမှာဟိုအဓိကပေါ့နော်အဓိကကြားတဲ့လူလို့ပြောရမယ်အဲ့ဒီရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ဦးအောင်လွင်ဦးကတော့လွတ်မြောက်သွားတယ်ဆိုပြီးတော့သူတို့ရဲ့ရေးကြေးနှမ်းမှာကျွန်တော်တို့တွေ့ရတယ်လေ။ तू ကအဲ့ဒီဘလို့သူဘလို့ကန်ကောင်းပြီးတော့လွတ်သွားတာလဲဒီခုနပြောတဲ့ဘော်နေပြောတဲ့ဒီပြန်ဆုတ်ပြီးပြန်လှည့်ပြေးတဲ့ကားမှာ तू ကပါနေလို့လားဒါမှမဟုတ်ပဲ तू ကဘလို့ပုံစံမျိုး तू လွတ်သွားတာလဲ ပြန်လက်ပြေးရကားထဲမှာမပါနိုင်ဘူးဗျပြန်လက်ပြေးရကားထဲမှာ MA3 နှစ်လက်ကျွန်တော်တွေ့တယ်ပြီးတော့ G3 တက်တွေ့တယ်အဲ့မှာ MA3 ကင်တာသူကစစ်တပ်ကပဲကင်တာလေ G3 ကင်တာကျတော့ရဲကင်တာပေါ့ကျွန်တော်တို့အချမ်းမြင့်ဒီလောက်တော့သိထားတယ်အဲ့ဒီလိုဆိုတော့ဘောလုံးကသူမပါနိုင်ဘူးအဲ့ဒီနောက်ကထွက်ပြေးရကားထဲမှာသူဟိုမှာကားမှောက်ပြီးတော့ကားရထွက်ပြေးတဲ့အဖွဲရှိတယ်အဲ့သူတို့ MA2 ကင်ပြီးတော့ပြေးတယ်လူအဲ့မှာတွဲသွားတဲ့လူတွေတွေ့တယ်အဲ့ဒီအဖွဲထဲမှာပါသွားတာဖြစ်မယ်ကျွန်တော်ထင်ရတယ်လေ50ယောက်ကအဲ့ဒီကားထဲကနေပြန်ထွက်သွားတာဟုတ်ဟိုအောက်ကကားလည်းကျွန်တော်တို့ပြန်ပြစ်တဲ့ဟာရှိတယ်အောက်ကိုကြောင်ထဲပြုတ်ကျသွားတဲ့ကားလေအဲ့လိုဆိုတော့သူတို့ကလည်းဒီလိုမျိုးလုံရင်းခါတဲ့တိုင်းမှာစုပ်ပြစ်နေတာဆိုတော့ကျွန်တော်လည်းတိုက်ပြီးတော့မပြစ်ခတ်နိုင်ဘူးတရားနှစ်ခွက်ပဲကိုပြီးသွားတာဆိုတော့လေကျွန်တော်လည်းတိုက်ပွဲရှင်လည်းအများကြီးမပေးနိုင်တော့အဲ့ထက်ပါသွားတော့ဖြစ်နိုင်ပါတယ်ဘယ်ပြောလဲမြို့တစ်ဘက်ကလာတဲ့စစ်ကြောင်းကနေပြီးတော့စစ်ကူလာပေးတာပေါ့စစ်ကူလာပေးပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာကျွန်တော်တို့ကနောက်ပြန်ဆုတ်ပေးခဲ့ရတာလက်နက်ကိုကောက်မဲ့အချိန်မှာကားအောက်မှာလက်နက်တွေကပြိနေတဲ့ခါကျတော့ထုတ်ယူလို့မရတာပေါ့အဲ့လိုလဲကျွန်တော်တို့လက်နက်ရတာနည်းသွားတာပါမဟုတ်ရင်တော့ကျွန်တော်တို့အချိန်ရရင်တော့အဲ့လိုမျိုးလက်နက်တွေအကုန်သိမ်းစီရမိနိုင်တယ် ဟုတ်ကဲ့ကိုယ့်ဘက်ကဒီရဲဘော်ရဲဘက်တွေရောအထိခိုက်တွေပါရောရှိခဲ့လား ထိခိုက်တော့မရှိပါဘူးဗျရဲဘော်ကိုရဲဘော်ရဲဘက်တရားထိခိုက်မရှိပါဘူးဒါပေမဲ့တခုတော့ရှိရပါနည်းနည်းတော့ရဲဘော်တွေတော့ကျမကြီးတော့နည်းနည်းထိခိုက်တာပေါ့သူတို့ကအစားသူတို့ရန်သူနယ်မြေမှာတောက်လို့ရတာဆိုတော့ရိတ်ခါ3ရက်နေတော့ပြတ်တာဆိုတော့ကျွန်တော်တို့တွေအာဟာရရှုပ်တဲ့တာတော့ပါတော့အဲ့လိုမျိုးတွေဖြစ်သွားတော့ရှိတယ်ကျမကြီးမကောင်းတာအဲ့လိုမျိုးတွေဖြစ်သွားတယ်ဟုတ်ကိုကအဆင်ပြေနေပါဟုတ်အဲ့ဆိုဒါကတော့စီအလေးဝက်ချက်မဟုတ်ဘူးထင်တယ်နည်းနည်းပြောပြပါလားဘာလဲဆိုတော့ပေါ်နေခုနပြောတယ်ဒီမရှင်ကို6ရက်လောက်အချိန်ယူခဲ့ရတယ်လို့ပြောတယ်လေဆိုတော့ဟိုတတိယလို့တွားပြီးတော့ကြိုစောင်းရတာပြင်ဆင်ရတာ ਨੇ ပေါ်နေတို့ကဒီဟာကိုထမင်းမစားဘဲနဲ့ဒီဟာကိုစောင့်တိုက်ခဲ့ရတာမျိုးလားအဲ့ဒါလေးနည်းနည်းပြောပြပါလားဟုတ်တယ်ဗျထမင်းမစားဘဲနဲ့ကျွန်တော်တို့တွေရှုံခိုထားတာပေါ့ကျွန်တော်တို့တွေကင်းမုံပုံစံမျိုးကျွန်တော်တို့ကပလန်ကိုတခြားဆွဲပြီးတော့အဲ့မှာရိတ်ခါတော့ပါတော့ရိတ်ခါကြောက်တွေရောပါတယ်ဟို6ရက်ဆိုတော့ကျွန်တော်တို့တွေအဲ့ဒီအတိုင်းတာမှာအဲ့ဒီပါလာတဲ့ရိတ်ခါလည်းကုန်သွားတာပေါ့ကျွန်တော်တို့အဲ့မှာဈေးဆိုင်တွေရှိတယ်အောက်မှာထမင်းဆိုင်ရှိတယ်ကျွန်တော်တို့တော့ဝယ်မစားရဲဘူးဘာလို့ဆိုတော့နေစင်းဆိုတော့ကျွန်တော်တို့ကအထောက်လည်းမထားဘူးပေါ့လေအဲ့တော့ကျွန်တော်တို့အနေနဲ့ထမင်းမစားရဘူးပေါ့လေထမင်းမစားတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်ကုန်တာထမင်းမစားဘဲနဲ့အဲ့လိုမျိုး5-6ရက်လောက်ကိုကိမုံဝစ်ပြီးတော့စောင့်လိုက်ရတာမလုံးမရွာပဲနဲ့အဲ့လိုမျိုးအိမ်နာဘာညာတက်တာတော့မှ sorry ဟိုအိမ်နာဘာညာတက်တာတော့မှကျွန်တော်ညပိုင်းလောက်ပဲတော့ရတယ်အဲ့လိုမျိုးနှိမ့်ကိမ့်ဘက်ဆိုရင်အဲ့လိုမျိုးထပြီးမတော့ရဲဘူး โอเคထမင်းပနေရက်လောက်မစားဘဲနေခဲ့ရတယ်ဒီမရှင်မှာကောင်းကောင်းမစားရ2ရက်လောက်ပေါ့2ရက်လောက်2ရက်3ရက်အဲ့ဒီဝင်ကျင်တော့ပဲစားရခောက်ဆွဲကြောက်တော့ဘာလို့တော့ပါတာပေါ့ခောက်ဆွဲကြောက်ကလည်းအာဟာရမဖြစ်လို့ထင်ပါတယ်ဒီတိုက်ခိုက်မှုကပေါ့နော်ဒါရွေးကောက်ပွဲကိုဆန့်ကျင်တဲ့စစ်တပ်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့လှုပ်ရှားမှုလားပေါ့နော်ဒီမရှင်နဲ့ပတ်သက်လို့နောက်ဆုံးအနေနဲ့ဗာများပြောချင်တာရှိပါလဲပေါ့နေဟုတ်ဒီကတော့ဒီစစ်တပ်ကအချင်းပါတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အနေနဲ့လုံးဝယုံကြည်မရှိဘူးပေါ့လေအစားလည်းယုံကြည်မရှိဘူးခုနောက်လည်းယုံကြည်ရှိမှာမဟုတ်ပေါ့ဒီလိုဆိုတော့ကျွန်တော်တို့အထူးတလဲကြီးဒီလိုမျိုးကြီးလက်မခံပါဘူးဆိုတော့ပြောစရာတော့မလိုတော့အောင်ပေါ့လေနောက်လည်းလက်ခံမှာမဟုတ်ပါဘူးကျွန်တော်တို့အနေနဲ့လေအဲ့လိုဆိုတော့ရအောင်တိုက်မယ်ကျွန်တော်တို့တွေရအောင်ဖြတ်မယ်ရတဲ့လောက်လုပ်မယ်ပေါ့ဗျာရတဲ့လောက်ကျွန်တော်တို့ခြေလမ်းနဲ့လှမ်းမယ်နောက်ထပ်လည်းကျွန်တော်တို့တွေဆက်ကြိုးစားအောင်ပါသူတို့ဒီလောက်တော့ကျွန်တော်တို့သူတို့အရာရှိရဲ့ကားတာမှသူတို့တွေပြန်ပြီးတော့သတင်းပေးနေပြီဆိုရင်နောက်လူတွေမစင်းစားနဲ့တော့ပေါ့ကျွန်တော်တို့အများကြီးကြိုးစားနေပါတယ်ဒါတော့ပြည်သူတွေကျွန်တော်တို့တွေစကားလက်ဆောင်ပါကြပါတယ်အများကြီးကြိုးစားနေပါတယ်အများကြီးကျွန်တော်တို့တွေသူတို့အနားထိကတ်နေပါပြီနော်ရောက်တယ်ကြီးကြီးပြောကြီးပြောဘာသာရောဘုံနေပေါက်စားတယ်ဟဲ့ပြောဂန်းပြတယ်ပေါ့ဂန်းပြတယ်ပေါ့ဟာလေနေရရဟာလေ
ဒါကြည်သူတွေဒါကြည်သူတွေ နေတော့ရှုနေတော့ရှု